pace နဲ့ချိန်ကြမယ် let's go ကျွန်တော် setting နဲ့ဝင်မယ်ဗျာ setting ကိုနှိပ်ပြီးတော့အောက်နားလေးမှာစာမယ် page setup ဆိုတဲ့ဟာပါဗျာပြီးတော့ name နဲ့ username မှာ name ကိုနှိပ်ကိုပြောင်းချင်တဲ့ကိုchange ချင်တဲ့ဟာကိုရိုက်ထည့်ပေါ့ဗျာရိုက်ထည့်ပြီးတော့ review change ဆိုတာကိုနှိပ်ပေါ့ဗျာအောက်အပြာလေးပေါ့ဗျာနောက်ထပ်အောက်အပြာလေးပဲ submit ဖို့ approve ဖို့ပေါ့ဗျာနှိပ် okay အဲဆိုရင်အပြင်ထွက်ပြီးကြည့်မှာပေါ့ဗျာရမရဖေးလေးကိုရမရ refresh လို့ပါဗျာ refresh okay ဘာမှမခက်ဘူးဗျာလွယ်လေးပဲလုပ်ကြည့်ကြမှာနော် bye bye